မကြခင်မှာ Yorkes ကျန်တော်မယ်လို့ပြိုင်ဘက်တွေကိုသတိပေးလိုက်တဲ့အာဒီတာပရိသတ်များလုံးပဲမင်္ဂလာပါများ Arsenal Legend Have ကတင်ဆက်နေပါပြီကျွန်တော်မျိုးနိုင်စရာဂိုးသွင်းမှတ်တမ်းကောင်းနေတဲ့ကစားမကိုခေါ်ယူခဲ့ပြီလို့အာဒီတာပြောခဲ့တယ်လို့ပါပြီ Sporting Lisbon မှာဂိုးရီမိုးရွာတယ်လို့သွင်းခဲ့တဲ့ Yorkes က Arsenal ကိုရောက်လာချိန်မှာတော့ပရိသတ်တွေကဟာလန်လိုချက်ချင်းအကျိုးပေးမဲ့သူကိုမျှော်လင့်ခဲ့ကြပါပြီဒါပေမဲ့လက်တွေ့မှာတော့ဘောလုံးကအဲ့လောက်ရိုးရှင်းမနေပါဘူးအထူးသဖြင့်တော့ကမ္ဘာအခက်အခဲဆုံးဖြစ်တဲ့ Premier League မှာပါအာဒီတာရဲ့မှတ်ချက်စကားတွေက Yorkes ဘာကြောင့်အချိန်ယူခဲ့ရလဲဆိုတာကိုဒီစနစ်တကျရှင်းပြနေတယ်လို့ကစားမပေါ်မှာဖိအားလျှော့ချပေးတဲ့ခေါင်းဆောင်မှု leadership ကိုပါမြင်တွေ့ရပါတယ်။အာဒီတာထောက်ပြခဲ့တဲ့အရေးကြီးဆုံးအချက်ကတော့သူကယာစီကျိုလဲမကစားခဲ့ရပါဘူးဆိုတဲ့အချက်ပါပဲ။ပရိသတ်များစုကဒါကိုသိမထားမိတတ်ကြပါဘူး။ဘောလုံးသမားတယောက်အတွက်ယာစီကျိုကာလ pre-season ဆိုတာကကားစီအင်ဂျင်ဝိုင်လဲ service လုပ်တယ်လို့ဖြစ်ပါတယ်။တရားစီလုံးပြည့်လွှားနိုင်မှုအခြေခံကြံ့ခိုင်မှုကိုအဲဒီချိန်မှာတိစောက်ရတာဖြစ်ပါတယ်။ Yorkes ကဒီကာလကိုလွဲချော်ခဲ့တာကြောင့်သူများတွေမိုင်းတရားမောင်းနေချိန်မှာသူကအခုမှဆက်နိုးကစားဖြစ်နေတာပါ။အာဒီတာရဲ့ကစားကွက် system ကရှုပ်ထွေးပါတယ်။ President ဖိအားပေးမှုကိုဘယ်ချိန်လုပ်ရမယ်ဘောလုံးရှိတဲ့ချိန်မှာဘယ်လိုရွှေ့ရမယ်ဆိုတာတွေကိုရာသီကြိုကာလမှာအသင်းဖော်ရင်းနဲ့ညှိနှိုင်းရတာဖြစ်ပါတယ်။ဒါကိုလွဲချော်ခဲ့ Yorkes အတွက်ကတော့ပထမရက်တစ်ပတ်ဒီမှာကွင်းထဲမှာလမ်းပြောင်းနေတယ်လို့ဖြစ်ခဲ့တာအဆန်းမဟုတ်ပါဘူး။သူကဒီလီကခြားကစားမတွေလိုပဲအဲ့ဒါကိုလိုအပ်တဲ့ကစားမပါဆိုတဲ့စကားက Yorkes ကိုအထူးခွင့်ရမပေးဘဲနဲ့လက်တွေ့ကြကြပြောလိုက်တာပါ။ဘော်ရီလီမှာ Yorkes ကနောက်ခံလူတွေကိုအသားလေးတွန်းလဲပြီးတော့ကိုသိနိုင်ပြီမြဲပရီးမီးယားလိမှာတော့နောက်ခံလူတိုင်းကတမ်းမာကြပါလိ။ Van Dijk, Ruben Dias, Saliba တို့လိုကမ္ဘာအကောင်းဆုံးနောက်ခံလူတွေနဲ့ကွင်းထဲမှာရှင်ပြိုင်နိုင်ဖို့ဆိုတာကရာနှုန်းပြည့်ကြံ့ခိုင်မှု100% fitness မရှိမဖြစ်နိုင်ပါဘူး။ပရီးမီးယားလိရဲ့ကစားနှုန်းကအယမ်းမြန်ပါလိ။စဉ်းစားကြည့်နေပါလိ။ Yorkes အနေနဲ့သူ့ရဲ့ခနာကိုအခြေအနေမကောင်းမချင်းဒီချိန်ကိုလိုက်ဖို့ခက်ခဲခဲ့မှာပါ။အခုမှသူကခြေတွေ့လာတဲ့ find his feet ဆိုတာကသူ့ရဲ့ခနာကိုကဒီလိရဲ့ပြင်းအားကိုစတင်လက်ခံလာနိုင်ပြီလို့ဆိုလိုတာဖြစ်ပါလိ။သူ့ဘက်မှာရှိနေတဲ့အာရုံစိုက်မှုချီနေကသူစာချုပ်ချုပ်တဲ့နေ့ကနေဒီနေ့ထိမပြောင်းလဲခဲ့ဘူးဆိုတော့လေအာဒီတာကပြောထားပါသေးတယ်။တမိုကြီးကစားမဖြစ်တဲ့အတွက်ပွဲတိုင်းဂိုးသွင်းရမယ်ဆိုတဲ့ဖိအားကကြီးမားပါလိ။တပွဲကိုမသွင်းရင် flop အတုံးမချသူလို့တစိမ့်ကတ်ခံရတာလွယ်ပါလိ။ Arsenal ပရိသတ်တွေကဂိုးသွင်းစစ်စစ်တိုက်စစ်မှု natural finisher ကိုစာလောင်နေကြတာကြားပါပြီ။ဂျေဇူးနဲ့ Harvest တို့ကကောင်းမိမဲ့ဂိုးသွင်းစက်တွေမဟုတ်ကြပါဘူး။ Yorkes ရောက်လာတော့သူကငါတို့ကိုကယ်တင်မဲ့သူလို့မျှော်လင့်ချက်ပုံအောလိုက်ကြပါလိ။ဒါကကစားမတစ်တယောက်အတွက်ကြီးမားတဲ့ဝင်တော့ဝင်ပိုးဖြစ်စေပါလိ။အာဒီတာကဒီအင်တာဗျူးမှာ Yorkes ကိုကာကွယ်ပေးထားတာတွေ့ရပါတယ်။အဲ့ဒါကတာမန်ပါပဲ။ It represents normally လို့ပြောလိုက်ခြင်းအပြင်အာဒီတာကပရိသတ်တွေကိုစိတ်လျှော့ဖို့ပြောလိုက်တာဖြစ်ပါတယ်။သူညံ့တာမဟုတ်ဘူး။သူခဏကအစင်းနဲ့မဖြစ်သေးလို့ခက်ခဲခဲ့တာအခုအဆင်ပြေသွားပြီဆိုတဲ့ message ကိုပေးလိုက်တာဖြစ်ပါတယ်။ Harvest ရောက်စားတော့ကလည်းအာဒီတာလိုပဲကာကွယ်ပေးခဲ့ပါတယ်။အခု Harvest ကအခြေစွမ်းပြနေတယ်လို့ Yorkes ကိုလည်းအချိန်ပေးရင်ဖြစ်လာမယ်ဆိုတဲ့ယုံကြည်မှုကိုပြသလိုက်တာပါ။အာဒီတာရဲ့ပြီးတော့သူခြေတွေ့လာခဲ့တဲ့ဆိုတဲ့နောက်ဆုံးဝါကြကအရေးကြီးဆုံးပါပဲ။ Yorkes ကြံ့ခိုင်မှုပြေးလာတဲ့အခါမှာ Arsenal တိုက်စစ်ကပုံစံပြောင်းသွားနိုင်ပါတယ်။သူကဘောလုံးကိုဆွဲပြေးနေနိုင်တယ်လို့ဘောက်ထဲမှာလည်းအဆုံးသက်သေးကြသူဖြစ်ပါတယ်။ Yorkes ကောင်းလာတဲ့နေရာအာဒီတာမှာရွေးချယ်စရာများလာမှာပါ။ခန်းစစ်ပိတ်ကစားတဲ့အသင်းတွေနဲ့တွေ့ရင် Yorkes ရဲ့ခွန်အား physical presence ကအပြည့်ဖြစ်လာပါလိမ့်မယ်။ပြီးတော့ Yorkes ရဲ့ Arsenal ကစားပိုင်းခရီးစဉ်ဟာချုံးမမှုမရှိခဲ့ပေမဲ့ဒါကြာရှုံးမှုမဟုတ်ဘဲနဲ့မလွဲမသွေဖြတ်တန်းရမယ့်လုပ်ငန်းစဉ် necessary process တစ်ခုသာဖြစ်ကြောင်းအာဒီတာကရှင်းပြလိုက်တာဖြစ်ပါတယ်။ရိုက်ကြိုမပေါဝင်အချင်းရဲ့အဆိုးကျိုးကိုကြော်လွှားပြီးတော့လီရဲ့အချိန်ဟုန်နဲ့အသားကျစားပြုလာပြီးဖြစ်တဲ့ Yorkes ဟာလာမယ့်ပွဲစဉ်တွေမှာ Arsenal ပရိသတ်တွေမျှော်လင့်ထားတဲ့ဂိုးသွင်းဆက်ပုံစံကိုပြသလာနိုင်ပွဲရှိပါတယ်။အာဒီတာရဲ့စကားတွေကကစားမကိုယုံကြည်မှုအားပေးရရောက်တယ်လို့ပရိသတ်တွေကိုလည်းစိတ်ရှည်ကြဖို့တတိပေးလိုက်ခြင်းဖြစ်ကြောင်းသုံးသပ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။အာဒီတာရဲ့စကားတွေပေါ်မှာညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ပြောပြပေးတော့ခဲ့ကြပါဦးခင်ဗျာ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။